ဝင်ကြီးဝင်ရဘယ်နှလုံးတစ်လုံးနဲ့လားမင်းဝင်ကြီးတော့ဝင်သုံးလုံးလား တလုံးနဲ့ ဟော ဒါယူကြောက်လို့ဟိုဘက်နေ အမေနာမည်ဝင်ကြီးအဖေနာမည်စိန်ကြီးဟုတ်ပြီမင်းနာမည် စိန်ဝင်းဟိုပြည့်စိန်ဝင်းမထဲနဲ့ဖုတ်ဖောင်းလို့ထဲလိုက်ဖုတ်ဖောင်း ဖုတ်ဖောင်းအပြုတ်ဟဲ့မရဘူးလေကွာ ဟုတ်လေဖုတ်ဖောင်းမရဘူးလား မရဘူးဒီမှာနာမည်ရေးမဲ့ထည့်ရတာဟုတ်ပြီ စိန်ဝင်းဟောစိန်ဝင်းဟုတ်ပြီစိန်ဝင်โอเคရပြီနော်ပြေတော့မယ်နော်ဟမ်အေးပါဘာပြောမင်းတို့တွေဟိုကိုအတီးစိတ်ဓာတ်နဲ့ကိုဟိုဝင်ဟဲ့ဘာလို့တော့ဟိုမှာတင်တန်းခွင့်ရှိတယ်တင်တန်းခွင့်မှာသွားဆောင်တယ် ဘိုးကြီးအဲ့တင်းတန်းခွင့်မှာယောက်ျားလေးရှိလား ရှိတယ်သွားအမမင်းဇရောမဲ့ကောင်ကြီးပဲသွား တောင်းနေတာအဲ့ဒါတော်တော့ပဲ အားလေးဖြုတ်ထားလိုက်နော်ဖြုတ်ထားလိုက်နော်သွားကွာစစ်တပ်ထဲခေါ်ပါဆိုမှကမှပဲကြားမခေါ်ဘူးဘာဒီမှကိုမသိဘူးဒီဘက်နောက်တစ်ယောက်ခေါ်ကြောက်လေးသားတယ် ဟုတ်ကဲ့နာမည်ပြော ကိုကြီးပြဲ မနေရ မြောက်ကလား အတက်က 38ဟဲ့ဘာပြောနေဘာလဲမင်းဟာမေးရမှာလေမင်းကဘာဟုတ်တာ ဟောဆရာမေ့သွားလို့ကျွန်တော်ဟိုမှာစရင်တွက်နေကြသလိုမေ့တောင်းပါ သူကဘလူကောင်ကြီးလဲကွာအဲခါတော့ဂုံယူတယ်ဘိုးကြီးပြဲနေနေမင်းတို့ဂုံယူတယ်မင်းတို့အတိစိတ်တဲ့နဲ့မင်းတို့ဝင်လာတာဂုံယူတယ် လာပြန်ပြီလားဒီအသီးစိတ်တက်နဲ့ဘိုးကြီးဒါပဲပြောနေတာအသီးစိတ်တက်နဲ့မင်းတို့အသီးစိတ်တက်နဲ့ကျွန်တော်အသီးစိတ်တက်နဲ့လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတိုက်မှာဘာပြောဟုတ်လားကိုပြည်သူလူထုရဲ့အသက်အိုးအိမ်စီးတွေကိုကာဝယ်ဆောက်ရှောက်ဖို့ တက်စီဖို့ သက်စီးဖို့ဟဲ့ မိရှု ဘာပြောတာ ဟိုကောင်နေလောက်တာဟိုကောင်နေလောက်တာ အေးအဲ့တော့ဘိုးကြီးဂုံယူတယ်ဘိုးကြီးပြဲဂုံယူတယ်မင်းတို့ဟုတ်လားနော်အဲ့တော့စင်းလေးတစ်ခါကောက်တော့မယ်ဆောင်းမနေရတော့ တင်းញိုင်းမှာ တင်ញိုင်ကိုဟဲ့မင်းဘာတော့တင်ញိုင် ဟိုဘိုးကြီးရှေ့တန်းသွားတင်းញိုင်းရောက်တော့မှာ ဟာဒီကောင်ကွာဘာဒီမင်းသူများပြောတကားဂျားတကားနေမယုံနဲ့ငါတို့ကနိုင်နေတာငါတို့တောက်ရကြီးကနိုင်နေတာ ဘာနိုင်နေတာတော့လို့မင်းဒီလောက်တောက်လဲသေနေတာကိုထက်ခေါ်နေပြီးတော့ ဟဲ့ဘာကြီးပြောနေနမိတ်မရှိဘာမှမပူနဲ့ဘိုးကြီးတို့ရှေ့တော့လိုက်ပြီမှာနော် ပြောတာပဲပြီးရင်ဘိုးကြီးတို့ကတယောက်မှမပါဘူးရှိရရဲဘော်တွေလွတ်လိုက်တာလေကျွန်တော်တော်တော်များများပြောတယ် ဩဒီပွဲကိုငါကိုယ်တိုင်ပါမှာဒီပွဲကဟာလားနော်ဘာမှမပူနဲ့မင်းတို့ရှေ့မှာငါရှိတယ်မင်းတို့ရှေ့မှာငါရှိတယ်လို့ဟာလားနော် ရှိရမပြေးနဲ့တော့ပြီး ဩပြေးစရာလားကွာပြည်သူလူထုရဲ့အတအဝိစီစဉ်ကာကွယ်ဖို့လို့ကွာဒီယူနီဖောင်းတွေဝတ်ထားတာလေပြေးစရာလားပြောမင်းမမနေရတော့ တာကေတီးရ တာကေတီးယဘာတော့တာကေတီးယ ဟောတာကေတကိုလူငယ်လို့ပြောတာတာကေတီးရလို့ ဩတာကေတာကိုလူငယ်လူပြောတာကေတီးယဟိုတန်တရာမပုရှိတဲ့နေရာမို့လားမပုငါခဏရောက်နေကြတာကေတာမပုအိမ် ကောင်းရလား ဟုတ်ပြီမင်းဖေနေမလို့ခေါ် ခန့်စီသူ ခန့်စီသူဟိုအကယ်ဒမီရတယ်ဟိုရှုပ်ရှင်မင်းလားဟဲ့လား မဟုတ်ပါဘူးဒီကောင်နဲ့မနိုင်နဲ့ကျွန်တော်ဖေခန့်စီသူကစိုက်ကားနင်းတာ ဩအေးစိုက်ကားနဲ့ခန့်စီသူဟုတ်ပြီဟုတ်မင်းအမေနာမည် ပုတုမ ပုထုမဟိုဘာလဲဟိုအမျိုးသားကြီးမဘတာအမျိုးသားကြီးမပုတူလား ဘယ်ကလားဘယ်ကအဲ့ဒီပုတုမမှာကျွန်တော်မြင်ပဲပြုတ်ရောက်တာပဲပြုတ် ဩ ပဲပြုတ်နာပုတုမပဲပြုတ်ဆိုဝိကလေးဆိုအိမ်တန်းရောက်နေ ဟောအဲ့ဒါအဲပဲပုတ်တယ်ပုတူမ
ငါဟုတ်ဟုတ်ငါလက်သုံးနဲ့ပုတုမလေးပတ်လို့ပြော လက်သုံးနဲ့ပုတုမ အေးလေလက်သုံးနဲ့ပုတုမအခုအမေကပဲပြုတ်ရောင်းတာနော်မင်းပြောတယ်ဟောမင်းမေကပဲပြုတ်ရောင်းတဲ့ပုတုမဟုတ်ပြီပဲပြုတ်ရောင်းပုတုမစိုက်ကားနဲ့ခန်းစီတူဟုတ်ပြီမင်းနာမည် ကျွန်တော်နာမည်အေးကျွဲ အေးကျွဲဟဲ့အောင်အမျိုးသမီးနာမည်လေးဈေးတဲ့အေးကျွဲကလေးဘွားကအစခေါင်းရပြပြီးရောင်းချသားတော့လူလားမြောက်ဟဲ့မိမနာမည်ကြီးလေကွာ ကျွန်တော်နာမည်အေးကျွဲလို့ ဟုတ်လား ဘာနာမည်ဖြစ်ဖြစ်ဆရာကြီးကရှိဟုတ်ရှိတယ်အဖေနဲ့မေပေးခဲ့တာအေးကျွဲ ဩအေးအေးအေး အဲ့ဒါကိုရက်ွက်တဲ့လူတွေကတုတ်ကြီးလို့ခေါ်ရတာ ဩအော်ကြည့်လို့ဟဲ့ဘာကြည့်อ่ะ ဟုတ်လေနာမည်ကြည့်မလားလို့မှတ်ပုံနေနေပါသွားယူပေးမယ် မလို့ရတယ်အေးကျွဲဟုတ်ပြီโอเคရှေ့မှာခွင်းထဲမှာတင်းတန်းတခါလဲပြမယ်နော်မအရိယာပြီးရတယ်တို့တာဝန်ကြတဲ့ရှိကိုတွားရမယ်ဘာပဲပြော ပြပြီးတန်းထွက်မှာလားရှိတန်း အေးဘောခရတရက်နေ့လောက်နားပြီးတော့ရှီတန်းထွက်အောင်ပါဘောဒါပေမဲ့တိတ်လူတွေအများကြီးတင်းတန်းနဲ့ရအများကြီးလေသူ့အလက်နဲ့သူ့အတုံးနဲ့သူတွားကြမှာ ဟိုရှိတန်းထွက်တန်းသိမှာလား အေးဘောကွာတေတာအောင်တေရမှာမတေနဲ့ဒီမိုင်းတွဲခံရမှာဟင်းဘာကြီးပြောနေတယ်နမိတ်မရှိတာကွာမင်းတို့ရှိမှငါပါတယ်ဒီအတုံးမှာအခုသွားမယ်ခေါမှာငါပါမင်းတို့ရှိမှငါရှိတယ်မင်းတို့ရှိမှငါရှိတယ် ဟုတ်ပါပြီဟုတ်ပါပြီ မင်းတို့ရှိမှဘိုးကြီးဖျဲရှိတယ် ဟုတ်ပါပြီ ပြောကြမင်းတို့ရှိမှဘယ်သူရှိတော့ ဘူကြီးဖျဲရှိ အေးအဲ့ဒါဘာမှကြောက်စရာမလိုနော်အဓိကကိုဒီစိတ်ထဲမှာတွေးစားမှာကိုဒီကတရားတော်စစ်ကိုဆင်နွှဲနေတာဖြစ်တဲ့အတွက်နော်ဘာမှအောင်တာမဖြစ်နဲ့ သူကပြောတရားတော်ဆဲဟိုလူများပြောပါလေဗျာဘူကြီးမပြောပါနဲ့ ဟေ့ငါတို့ခုတဲ့မင်းအားလာပဲဂျားစကားတွေနဲ့မယုံနဲ့လေဂျားစကားတွေမင်းပါတွေးထုံးတဲ့စကားတွေမပြောတရားတော်စစ်ကိုဆင်နွှဲနေတာတိုင်းပြည်အာဏာကိုပြန်ပြီးတော့ကိုရရအောင်လုပ်နေတာတော့ဟိုမှာတင်တန်းခမမှာရှိရနော်အမဟိုမှာတင်တန်းပြီးနေတကားသွားတော့နော် ဟုတ်ကဲ့ပါ ဟဲ့ခဏနေမင်းဒါပါလက်တော့ရောခမရပါတော်လိုင်းဖွဲ့ဒီနေဟုတ်လားဟမ်တော်လိုင်းဖွဲ့ဒီနေဟုတ်လားပြက်လားဟုတ်လား မဟုတ် ဘာတော့ရှိလား ဟုတ်မရှိပါဘူးဆရာဟိုကျွန်တော်လမ်းကောက်ရလို့ရွှေမှတ်ပြီးတော့ဆွဲတာရွှေမှတ်ပြီးဆွဲတာပါ အဲ့ဒါကိုမမြင်သေးဘူးချွတ်ထားလိုက်ငါတင်တန်းထမ်းမကိုလိုက်လာလို့အဲ့ဒါတွေ့မင်းနဲ့ငါနဲ့တွေ့ပြီတော့ချွတ်ထားလိုက် ဟုတ်ကဲ့ဟုတ်ကဲ့ ဟာဟိုနန်းဒီခွာရှေ့ဒီအခွာရီခွာတက်အေးမင်းတို့အခုတို့လေရှေ့တန်းကိုသွားမင်းတို့မျက်နှာရဘာဖြစ်လဲဘာမှမဟုတ်ဘူးတဲ့နော်မင်းတို့ရဲ့ရှေ့မှာဘိုးကြီးဖြစ်တဲ့အောင်လုံးရှိတယ်နော်ရှေ့တန်းရောက်တဲ့ခါရင်မင်းတို့ကိုမသေးတဲ့ဆေးလက်နဲ့ပေးမယ်ဟုတ်ပြီနော်ဘိုးကြီးပေးတဲ့မသေးတဲ့ဆေးလက်နဲ့ဘိုးကြီးအတိုက်နဲ့လိုက်လို့မင်းတို့ဘယ်တော့မှမသေးသေးဘူးကြားလားကဲစမယ်မသေးတဲ့ဆေးလက်နဲ့မင်းတို့ပေးထားတာထုတ်ရပြီစမယ်ဟဲ့1 2 3 41 2 3 4 ဟောတာတော့ဘုံကြီးရဲ့